ကဲကျမတို့ဒီနေ့မှာတော့အမျိုးသမီးတွေပေါ့နော်ယာတီလန်ကြီးချိန်တွေမှာကြိုက်တာခဲတဲ့ဝေဒနာတွေလို့ရှင်လေပွားတဲ့ဝေဒနာတွေကိုသက်သာစေမယ်ယောဂအကျင့်စဉ်လေးကိုမျှဝေပေးချင်ပါတယ်အကုန်လုံးစဉ်းစားဖြစ်ပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ဖြာလေးပေါ်မှာသက်သာလေးနဲ့နေရာယူထားပေးအောင်ကဲအရင်ဦးဆုံးလေးကျမတို့ကြော်ရိုးလေးတွေမှတ်မယ်ပခုံးလေးတွေကိုအားလျှော့မယ်မျက်လွှာလေးချပြီးတော့မျက်လုံးလေးကိုဖွားလေးနှိပ်ထားပေးရအောင်လက်ဖွားလေးကိုပေါင်ပေါ်မှာတင်ထားမယ်နော်လက်ကိုဖြည်းဖြည်းမှန်လေးနဲ့ရှူသွင်းပေးထားတယ်ရှူထုတ်ပေးလိုက်မယ်ဒီချိန်ခဏလေးကိုယ့်ရဲ့ကိုယ်ပိုင်ချိန်လေးဖြစ်တတ်မှတ်ထားမယ်နော်ဘာကိုမှကိုနောက်ဆန်တင်းနေတာလည်းမရှိဘူးလောကြီးနေတာလည်းမရှိဘူးကိုယ့်ရဲ့ကိုယ်ပိုင်ချိန်နားယူတဲ့ချိန်လေးဖြစ်တတ်မှတ်ထားပေးလိုက်အောင်ခန္ဓာကိုယ်မှာရောစိတ်မှာရောရှိနေတဲ့တရားလေးတွေကိုဖြည်းဖြည်းချင်းရှုသွင်းရှုထုတ်လေးလုပ်နေနဲ့ဖြည့်လျှော့ထားပေးလိုက်မယ်တက်ကိုဖြည်းဖြည်းမှန်လေးရှုသွင်းပေးမယ်ရှုထုတ်ပေးလိုက်နောက်တစ်ချိန်ပြုံလေးရှုသွင်းပေးပြုံလေးရှုထုတ်နော်လက်ဖွားလေးတစ်ဖက်ကိုရင်ဘက်ရှိမှပြီးရှုပါပြီတန်းလေးကိုစတင်ပြီးဖို့အတွက်စက်ကြောင်လာရဲ့တန်းလေးအုပ်လေးကိုတူတူဆူပေးလိုက်ရအောင်ရှုသွင်းနေဒီကနေမှလက်ဖွားလေးတစ်ဖက်ကိုပဲညာလေးဆက်ဆက်ပေးလိုက်ပြီးမျက်နှာချက်ဘက်ကိုပြုံလေးရှုသွင်းနေပြုံလေးရှုထားပေးမယ်။ကဲဒီကနေမှကျမတို့ကိုယ့်ရဲ့ခြေသွားလေးတစ်ဖက်ကိုဒီလိုပူလာပြီးတော့မှ butterfly position လေးမှာနေထားမယ်နော်။ပခုံးလေးတွေလျှော့ပြီးတော့ဖွင့်ထားမယ်။ဒီဖြည်းဖြည်းချင်းလေးကိုယ့်ရဲ့ပေါင်ရင်းလေးကနေပြီးတော့မှနော်အပေါ်ဘက်အောက်ဘက်လေးကိုလှုပ်ရှားထားပေးရအောင်။အာရုံလေးကိုခန္ဓာကိုယ်မှာပဲကိုပြေးဝလေးထားမယ်။အာရုံလေးတွေလောက်ခါပြီးတော့မှနေထားမယ်။ဒါကတော့ပေါင်မှာကျက်နေတာလေးတွေတော်လို့ရှိရင်ဒီတင်မဆုံတစ်ဝိုင်းမှာသွေးတွေပတ်မှုလေးကောင်းလို့ကြည့်ပါတယ်နော်။အာရုံလေးကိုပြေးဝဆူစီပြီးတော့မှလေ့ကျင့်ပြရအောင်ကိုယ့်ရဲ့စိတ်လေးတွေရောအာရုံကြောစနစ်လေးတွေကိုပါအနာရစေနော်ဟုတ်ပြီဒီနေထားလေးရတယ်လက်ဖွားလေးတွေကိုပတ်တာရှက်ပြီးတော့ခြေပွားအောင်မှာလာပြီးတော့ခိုင်ထားပေးမယ်နော်တင်ပါလေးကိုဒီလိုပဲညာလေးဖြည်းဖြည်းချင်းအလိုက်တဲ့လေးစောင်းချပေးမယ်တင်ပါလေးလေးနေထားပေးရအောင်ဟုတ်ပြီလေလေးကိုပြန်လာပြီမယ်ဒီနေထားလေးကနေကျမတို့ side position လေးမှာတာပြီးတော့နေထားမယ်နော်အရင်ဦးဆုံးလေးကိုလေးဘက်ထောက်တဲ့ပုံစံလေးကနေခြေမလေးတွေပူမယ်ဒူးလေးချဲပေးမယ်တင်မားလေးကဖနောင်ပေါ်မှာထိုင်ထားပေးလိုက်ပြီးတောင်လေးတွေချမယ်လက်တစ်ဖက်ကကြဲကြဲလေးချဲထားမယ်နော်နှစ်ဖူးလေးကိုတန်းပြန်မှာချပေးမယ်ခေါင်းအားလေးတွေလည်း short ထားပေးမယ်တင်မားလေးကဖနောင်နဲ့ခြေကပ်ထားပေးရရှုသွင်းရှုထုတ်လေးလုပ်ပြီးတော့ကျမတို့10မိနစ်လောက်လေးเนาะဒီပုံစံမှာထိန်းထားပေးပါ
နောက်ကြောရိုးတစ်လျှောက်မှာ stretching လေးကိုခံစားကြည့်မယ်နောက်ထပ်5ခေါက်ရှုသွင်းရှုထုတ်လေးကိုလုပ်ထားပြီးပါအောင်ဒီချင်းလေးဥကောင်းလေးပြန်မှန်းလာပြီလေကျမတို့၄ဘက်ထောက်တဲ့ပုံစံလေးမှာလာနေလိုက်ရအောင်နော်၄ဘက်ထောက်တဲ့နေထားလေးရအောင်လက်လေးတွေပခုံးအကွာဝေးချဲမယ်ဒူးလေးတွေဒီမှာအကွာဝေးလေးချဲထားမယ် cat cow stretching လေးကိုသွားထားပေးအောင်ရှုသွင်းမယ်ကြောလေးဆန်ပြီးရှေ့ကိုကြည့်ရှုထောက်လိုက်ပါကြောရိုးလေးခုံးပြီးလက်ပြင်လေးခုံးပြီးမြေကြီးရင်ဘတ်လေးဆွဲကဝင်ပိုက်လေးဆွဲရှက်မယ်2ရှုသွင်းပေးတယ်ရှုထောက်ပေးမယ်ခိုင်းလို့ကျမတို့ဘိုက်ကြီးကိုအတင်းညစ်ပြီးတော့မှာပေါ့နော်ဆက်ထားတာမျိုးမဟုတ်ဖြစ်နေတတလေးနဲ့ပဲပေါ့နော်ကိုယ့်ရဲ့ခန္ဓာကိုယ်နားထောင်ပြီးတော့သွားပေးပါရှုသွင်းမယ်ရှုထောက်4ရှုသွင်းမယ်ရှုထောက်နောက်ဆုံးလေး5လှုပ်ရှားမှုလေးနဲ့သက်ရှူတာလေးနဲ့တွဲသွားပေးမယ်ဟုတ်ပြီနော်ဖြည်းဖြည်းချင်းလေးပြန်လာပေးလိုက်ပြီကဲဒီနေထားလေးကနေကိုရဲ့ခန္ဓာကိုယ်လေးကိုနော်ဒီလိုလေးမထောက်ထားရင်ကနေစဝိုင်းပုံစံလေးကိုလွတ်လွတ်လပ်လပ်လေးလှုပ်ရှားထားမယ်နော်ဘယ်နေရာမှာကြိုးစားအားထုတ်ထားတာမရှိဘူးဒီပုံစံလေးမှာကိုသွားတတ်တယ်လို့ပဲလွတ်လွတ်လပ်လပ်လေးနဲ့သွားထားပေးညာပါပြီဟုတ်ပြီနောက်တစ်ဖက်လေးကိုသွားလိုက်အောင်နော်စိတ်တွေခန္ဓာကိုယ်တွေမှာတင်းနေတာလေးတွေပြေရောသွားဒီပုံစံလေးကိုလွတ်လွတ်လပ်လပ်လေးနဲ့လှုပ်ရှားပြီးပဲဟုတ်ပြီနော်ဖြည်းဖြည်းချင်းလေးပြန်လာပေးလိုက်ပြီကဲဒီလိုလေးဘက်ထောက်တဲ့နေထားလေးကနေမှခြေမလေးပူမယ်တင်မလေးဖနာပေါ်မှာထိုင်မယ်ခုံးလေးတစ်ချက်ရှော့လက်လေးတွေရှေ့ကိုဆက်ထောက်ထားမယ်လက်မလေးဝတ်မယ်လက်သီးလေးဆောင်းမယ်လမ်းကောက်ဝတ်လေးတွေလဲโอเคပြီးပြန်မြန်လေးပြန်ပြီးတော့လဲထားပြရအောင်နောက်ပြီးရင်လေးဘက်ထောက်တဲ့နေထားလေးကိုပြန်လာပြီးတော့နေလိုက်ပါမေးချေလေးကိုကျမတို့ရှေ့မှာလာပြီးတော့မှထားပေးမယ်နော်โอเคညာ6လေးကိုရရင်နောက်လေးကိုနည်းနည်းလေးရွှေ့ထားပေးမယ်ဒီနေထားလေးမှာပဲချိန်ထားမယ်ပခုံးလေးတွေရှော့ထားမယ်5ခေါက်ရှုသွင်းရှုထုတ်လေးကိုလုပ်ထားရအောင်နောက်တစ်ချိန်ရှုသွင်းပြီးတယ်ရှုထုတ်ပေးလိုက်မယ်နော်ပြီးသွားရင်ညာလက်လေးကိုချထားပေးမယ်ဘယ်လက်လေးကိုခါမှထောက်ပြီးတော့ကြောရိုးလေးလိမ့်မယ်ဘယ်ဘက်ကိုကြည့်ထားမယ်နော်ကိုထပ်သွားခြင်းတဲ့သူကအပေါ်လက်လေးကိုဆွဲဆန့်ပြီးနေထားပြီဝင်ပိုက်နေရာလေးမှာနော်ကျမတို့အတင်းဆွဲရှက်ထားတာမျိုးမလုပ်ဘဲနဲ့တအောင်နဲ့ထားပြီးပါနောက်တစ်ချိန်ရှုသွင်းပေးတဲ့ရှုထောက်ပေးလိုက်ပြီနော်လက်လေးပြန်ချပြီးလက်ချောင်းထိပ်လေးတွေထောက်ထားကြောလေးဆန့်ပြီးရှေ့ကိုကြည့်အောင်နောက်ခြေပြားလေးထောက်ပေးမယ်နောက်ဒူးလေးကိုကြွပေးမယ်ရှုသွင်းမယ်ထောက်လိုက်ပြီးရှေ့ချောက်လေးကိုဖြည်းဖြည်းချင်းဆန့်ထောက်မယ်နောက်ခြေလေးကိုကွေးလာမယ်နော်2ရှုသွင်းမယ်ရှုထောက်မယ်ဟုတ်ပြီ3ရှုသွင်းပေးတယ်ရှုထုတ်ပေးလိုက်မယ်4ရှုသွင်းပေးတယ်ပြီးရင်ရှုထုတ်ပေးမယ်နောက်ဆုံးလေးသွားမယ်5ရှုသွင်းပေးမယ်ရှုထုတ်ပေးလိုက်ပြီးနောက်ဒူးလေးကွေးရှေ့ခြေလေးရသလောက်ဆက်မယ်ကြောလေးဆက်မယ်ခုံးလေးလျှော့မယ်ထိန်းထားရအောင်နောက်ဆုံးရှုသွင်းမယ်ရှုထောက်ရှေ့ဒူးလေးကွေးမယ်လက်ပွားလေးတွေကြဲကြဲလေးချဲပြီးနော်တန်းမြင့်မှာချပေးလိုက်ပြီးရှေ့ချောင်းလေးနောက်ကိုပို့ဦးခေါင်းလေးကိုငိုင်းဆိုင်ထားမယ်ဘယ်ညာလေးကိုပေါ်အောင်မြင်ထားပေးရအောင်
ဟုတ်ပြီချိန်နှောင်းလေးဇုံလိုက်လေးချမယ်လိုအပ်ရင်နော်လောက်ခွက်ရဲတင်းတဲ့သူကဒူးလေးခွေးပြီးခြေပြားလေးထောင်ထားမယ်နော်ဟုတ်ပြီဒီနေထားလေးမှာ9ချိန်သက်ရှူထားရအောင်ခြေပါလေးကိုနောက်ဘက်ကိုဆွဲယူသွားမယ်ခြေနှောင်းလေးရရင်တော့ဖိချပြီနော်ခြေနဲ့လက်နဲ့ရမ်းဝေးသွားတဲ့သူကရှေ့လေးကိုတလန်းလေးနဲ့ပဲနောက်တစ်ချိန်ရှူသွင်းပေးတယ်ရှူထောင်းမယ်လက်တစ်ခုကြားထဲကြည့်လိုက်ပြီးဒူးလေးလာချရအောင်ကဲဘက်ပြောင်းပေးမယ်နော်ညာခြေလေးကိုရှေ့ကိုတက်မယ်ဘယ်လျှောက်လေးရတယ်နောက်ကိုနည်းနည်းလေးရွှေ့ထားခေါင်းလေးလျှော့မယ်ဘယ်တင်မလေးအောက်ကိုနည်းနည်းဖိချမယ်ထိန်းထားမယ်နော်နောက်တစ်ချိန်ရှူသွင်းမယ်ရှူထောပြီးဘယ်လက်လေးချညာလက်လေးခါမှထားပြီးကြောရိုးလေးကိုညာဘက်လေးလှည့်ထားပြီနော်ကိုထပ်သွားခြင်းနဲ့ဆိုရင်တော့ဒီလက်လေးကိုအပေါ်ကိုဆွဲဆန့်ထားပေးလို့ရတယ်ထိန်းထားရအောင်ခေါင်းလေးကိုရှော့မယ်ဟုတ်ပြီနော်အောက်လေးပြန်ကြည့်လက်လေးပြန်ချပေးလိုက်ပြီလက်ချောင်းထိတ်လေးတွေလာထောင်မယ်နောက်ခြေပြားလေးကိုထောင်မယ်နောက်ဒူးလေးကိုကြွားမယ်ရှစ်သွင်းမယ်ထောက်ပြီးရှေ့ခြေလေးဖြစ်ဖြစ်ချင်းဆက်နောက်ဒူးလေးကိုခြေနဲ့လက်နဲ့ရမ်းဝေးသွားတယ်လို့ခံစားရင်ရှေ့ကိုတလန်းလန်းပြီနော်ရှောက်လေးနှစ်ဖက်ရမ်းဝေးသွားတယ်ဆိုရင်ရှေ့ကိုတလန်းလန်းမယ်ဟုတ်ပြီရှုမယ်ရှုထောက်ပြီးမယ်2ရှုသွင်းမယ်ရှုထောက်မယ်ဟုတ်ပြီ3ရှုသွင်းမယ်ရှေ့ချောက်လေးကိုရသလောက်ဖြစ်ဖြစ်လေးစမ်းထုတ်နောက်ဆုံးတစ်ချိန်5ချိန်ထားလိုက်ရအောင်ရှေ့ချောက်လေးစမ်းကြောလေးစမ်းထား9ခေါက်သက်ရှုထားပြီးပါနောက်ဆုံးတစ်ချိန်လေးရှုသွင်းပြီးတယ်ရှုထုတ်ပေးလိုက်ပြီးရှေ့ချောက်လေးကွေးထားမယ်ဖြစ်ဖြစ်ချင်းလေးနော်ချောက်လေးကိုနောက်ကိုပို့မယ်ဆိုတော့အတိုင်းလေးပဲတောင်းဝတ်တော်လေးသွားထားပေးလိုက်ပြီးခြေနှောက်လေးတွေပေါ်အောင်လေးပြီးတော့ရှော့ထားပေးလိုက်ပါဟုတ်ပြီဒူးလေးပြန်ချမယ်ခြေမလေးပူမယ်ဒီမလေးနှောက်ပေါ်မှာထိုင်နှဖူးလေးကိုကျန်းမြန်မှာချထားပေးလိုက်9ချိန်ရှုသွင်းရှုထောက်လေးလုပ်ပြီးတော့ခြိုင်းပိုစီမှာမော်ဖြစ်ထားမယ်နော်နောက်ဆုံးချိန်လေးတော့ပြပါအောင်ရှုသွင်းမယ်ရှုထောက်ပေးလိုက်ပြီးဖြည်းဖြည်းချင်းလေးကျမတို့မှန်ရနေထားလေးပေါ့နော်ထိုင်ရနေထားလေးဒါဝတ်တော်လေးမှာလက်လေးနှစ်ဖက်ကိုခေါင်းကွာဝေးဒူးရှောက်လေးနှစ်ဖက်ကတင်မကွာဝေးနေစေထားမယ်နော်ရှေ့လေးကိုကြည့်ထားပေးမယ်ဖြည်းဖြည်းချင်းရှောက်လေးနှစ်ဖက်ကလက်ရှိရာကိုရှောက်လာပေးလိုက်ပြီးပြီးွားရင်ဒီမှာခြေဦးလေးတွေဘေးကိုနည်းနည်းလေးလှည့်ပေးမယ်ဒီမားလေးကထိုင်ချပေးလိုက်အောင်လိုအပ်ရင်နော်ခြေပွားလေးကိုနော်ကျမတို့အတွင်းဘက်ကိုနည်းနည်းရွှေ့ပေးမယ်ဒါမှမဟုတ်အရင်နီးနေတယ်ဆိုရင်ခြောက်လေးတွေကိုပိုချဲထားပေးအောင်ကဲဒီနေထားလေးမှနေလိုက်ပြီးလက်ဖွားလေးနှစ်ဖက်ကိုရင်ညွန့်လေးမှလာကတ်ထားမယ်ကြောလေးဆန့်မယ်ဒီမားဘက်ကိုဒီလိုကြီးကျမတို့ဝိတ်ကိုပို့ထားမှုပဲအပေါ်မှထားတဲ့ပုံစံလေးနဲ့နေပြီမယ်နော်ခေါင်းလေးရှော့မယ်9ခေါက်ရှုသွင်းရှုထုတ်လေးကိုလုပ်ထားပေးအောင်
Okay နောက်ဆုံးချိန်ရှင်းသွင်းမယ်ရှင်းထောက်ပေးမယ်ကဲဒီကနေပယ်လက်လေးကိုချမယ်ညာလက်လေးကိုဘေးကိုဖွင့်ထားပေးမယ်နော်ရင်ဘက်လေးဖွင့်ပြီးခဏလေးနေထားမယ်ဟုတ်ပြီအောက်ဘက်လေးကိုပြန်ကြည့်ပြီးအပေါ်လက်လေးချမယ်အောက်လက်လေးကိုဆက်ဆက်ခေါင်းလေးရှော့ကြောလေးခွင်းထုတ်ထားကြောလေးဆန်ပြီးတော့နော်လွတ်လွတ်လပ်လပ်လေးပခုံးလေးရှော့ပြီးတော့ဒီမှာရင်ဘက်လေးခွင်းထားပြီးအောင်ဟုတ်ပြီပြန်လာမယ်โอเคဒီနေထားလေးကနေပြန်ထိုင်ထားပြီးပါဒီခါကျတော့ကျမတို့ကနံရံလေးရဲ့အကူအညီကိုတောင်းပြီးတော့မှသွားထားပေးမယ်နော်နံရံလေးရဲ့အကူအညီကိုတောင်းပြီးတော့ကိုယ့်ရဲ့ဖြာလေးကိုနံရံလေးဘက်ကိုရွှေ့ထားပေးလိုက်ရအောင်နံရံလေးဘက်မှာရွှေ့ထားပြီးလို့ရှိရင်နော်ခန္ဓာကိုယ်လေးကဟိုကဒီကိုဒီတစောင်းလေးဆောင်းချပေးမယ်နော်ပင်မလေးနဲ့နံရံလေးနဲ့ကိုကပ်ပြီးတော့မှဒီတစောင်းလေးဆောင်းချပေးမယ်ဖြည်းဖြည်းချင်းလေးဒီကနေကိုယ့်ရဲ့ခြောက်လေးတွေကိုအပေါ်ကိုဆန်းထုတ်ပြီးတော့မှဒီထားမယ်နော်ပင်မလေးနဲ့နံရံကပ်ထားတဲ့လက်လေးတွေကိုတတောင်းတတာထားမယ်ဒူးလေးနည်းနည်းလေးခွေးထားမယ်စိတ်လေးရှော့ထားမယ်နားထားပြီးလိုက်အောင်အာယုံလေးကိုပြေဝလေးစူးစီးထားမယ်ဒီလုံးလေးကိုနားထောင်ရင်းနဲ့နားယူထားဖို့ဒီကနေမှာဖြည်းဖြည်းချင်းလေးကျမတို့ရှောက်လေးတွေကိုပြန်ပြီးတော့တင်ထားမယ်နော်ဒီတစ်စောင်းလေးကိုဆောင်းစားပေးလိုက်မယ်လက်ထောက်အားလေးနဲ့တူတူဖြည်းဖြည်းချင်းလေးပြန်လာရအောင်ထိုင်ရနေထားလေးရနေကျမတို့ဖြားလေးပေါ်မှာထားလဲလိုက်မယ်နော်လဲထားပြီးသွားပြီဆိုလို့ရှိရင်ဒူးလေးတွေကိုထောင်ထားမယ်။ခြောက်လေးကဒီမှာကွာဝေးလက်လေးကနော်ဒီခြေပွားလေးရဲ့ဒီမှာလာထားရအောင်။ရှစ်သွင်းလိုက်မယ်နော်ဒီမှာကြွသားလေးညှိပြီးဖြည်းဖြည်းချင်းလေးပေါ်ကြွပြီ။ Okay ချိန်ထားပြီမယ်။9ချိန်ရှစ်သွင်းရှစ်ထောက်လေးလောက်ထား။
ပြေခြင်းလေးကြောခါတင်ပါစင်ကြီးစီပြန်ချခြေပွားလေးကိုဖြာပေါင်းပြီးခြေလိုက်မယ်ဒူးစုံလေးကိုအလင်းမလာဆူထားမယ်လက်လေးနဲ့ပတ်ကိုတင်ပါပြီးမှထားခါစောလေးကိုတစ်ချက်လေးပြန်ချောရအောင်နော်ဒီနေ့ခါလေးရနေမှာဟိုက6လေးတွေကိုအောက်ပလေးကိုစမ်းထုတ်ပေးလိုက်ပြီးအနားယူထားပြီးတော့ဦးကောင်းငယ်လေးကနေဟိုခြေချောင်းလေးတွေထိကိုပေးနေရမှာကြိုးစားအားထုတ်ထားတာမရှိတော့ဘူးစိတ်ဖြောင်းလက်ဖြောင်းစိတ်လွတ်လေးနဲ့ပဲပြေဝလေးနားယူပေးလိုက်ပြီးနော်မျက်နှာကြွသားလေးတွေရှော့ပေးမယ်ရင်ပတ်နောက်ကျောပခုံးလေးအကောင်လုံးရှော့မယ်ကိုယ့်ရဲ့တင်မဆောင်စီကုံတော်ဝိုင်းတင်မကြွသားတော်ဝိုင်းအကုန်လုံးတရားလေးရှော့လိုက်ဒီကောင်လေးကိုနားထောင်ရင်းနဲ့ပြေဝါလေးစိတ်ရောခန္ဓာကိုယ်လေးပါနားယူပြီးလိုက်အောင်တွေးလေးပြန်ရသွားတိုင်းမှာကိုယ့်ရဲ့အသက်ရှူတဲ့စီကိုပြန်လည်ခေါ်ဆောင်လာပြီးပါသက်ရှူတဲ့စီမှာအာယုံလေးကိုထားရင်းနဲ့ကိုယ့်ရဲ့စိတ်လေးကိုနားပြီးအောင်ဒီကနေမှာခြေချောင်းလေးတွေလှုပ်ကြည့်မယ်လက်ချောင်းလေးတွေလှုပ်ကြည့်မယ်ခြေထားတဲ့ခြောက်လေးတွေပြေးချင်းလေးပြန်ဆူပေးလိုက်ပါခန္ဓာကိုယ်လေးကိုကိုနှစ်သက်တဲ့တစ်ခါလေးကိုစောင့်ချပေးလိုက်အောင်လက်ချောင်းပါလေးနဲ့တူတူခြာရဲ့နေထားလေးကိုပြန်လာပေးမယ်နော်โอเคလက်ဖွားလေးတစ်ဖက်ကိုပင်ရပြီနော်ရှင်ဘက်လေးရှေ့မှာပူပြီးယူလာပြီလက်လေးပင်ရဆွဲဆက်နေမျက်နှာစက်ဘက်ကိုပြုံးပြုံးလေးရှူသွင်းမယ်ရှူသွင်းလိုက်တဲ့လေးနဲ့တူတူကောင်းမွန်တဲ့ຢာလေးလက်ခံကျိုးဆိုပြီးတယ်ပြုံးပြုံးလေးရှူထောင်းပြီးတာโอเคဒီနေ့ဘရော့လောက်ပါပဲအားလုံးကျေးဇူးများတင်ပါတယ်နောက်ရက်မှာပြန်လည်တွေ့ဆုံကြမယ်နော်ဘိုင်